trading ကိုစနစ်တကျသင်တန်းတက်ပြီးလေ့လာကြည့်မယ်။ဒါပေမဲ့မှန်မှန်ကန်ကန်ဖြစ်အောင်ဘယ်လိုရွေးရမလဲနားမလဲ။ပတ်စံတွေအများကြီးပေးခဲ့ပြီးမှဂျင်းခံရမှာလည်းကြောက်တယ်။သင်တန်းတစ်ခုတက်လိုက်တာနဲ့ကိုယ့်အတွက်တကယ်ပဲဘာတွေကတက်မြောက်တင်တယ်လဲ။ဝေခွဲရခက်နေတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်။ဟုတ်ပါ zero risk ကနေကြိုဆိုပါရစေကျွန်တော်နာမည်ကျော်စောပါဒီဗီဒီယိုကတော့အပေါ်မှာကျွန်တော် short video လေးတွေတင်ပေးထားတယ်ဗောလေအဲ့ကောင်ရဲ့အနှစ်ချုပ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုကတော့နည်းနည်းရှည်ကောင်းရှည်နိုင်ပါတယ်ဆိုတော့စကလုံးထပ်တာတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗောလေဆိုတော့ဘာလို့လဲဆိုတော့ဒီကောင်ကကျွန်တော် edit ထားတာမျိုးမဟုတ်ဘဲနဲ့ live ဒီလို record လုပ်ထားတာမျိုးဖြစ်ပါတယ်ဆိုတော့အရင်ဆုံး trading မှာ scammer awareness ကဘာလို့အရေးကြီးလဲဆိုလို့ရှိရင်ဗောလေtrading မှာတော်တော်များများ newbie တွေတော်တော်များများ trading နဲ့ကိုရောက်လာပြီဆိုလို့ရှိရင်တော်တော်များများကဒီ scammer awareness မရှိလို့ရှိရင်ဒီ scammer တွေရဲ့လက်ထက်မှာအချိန်တွေပတ်စံတွေကုန်သွားနိုင်ပါတယ်ဒီခေတ်ဒီခါမှာဆိုလို့ရှိရင်တော့ဒီ scammer awareness ကအခြားနိုင်ငံတွေမှာပေါ့လေဒီ scammer awareness ကအစိုးရကိုယ်တိုင်က indirect လုပ်ပေးနေတဲ့အရာဖြစ်ပါတယ်ဒီနိုင်ငံမှာတော့ကျွန်တော်သိမတွေ့ရဘူးပေါ့လေဒါကြောင့်လည်းကျွန်တော်ဒီဗီဒီယိုလေးတွေကိုကျွန်တော်ဖန်တီးပြတာလည်းပါပါတယ်ဆိုတော့ဒီ online money ရှာတာပဲဖြစ်ဖြစ် trader မှာပဲဖြစ်ဖြစ်ပေါ့လေဆိုတော့ဒီလောကကတကယ်တော့တော်တော် scammer တွေကျင်လည်ကျစားတဲ့နေရာလို့ပြောလို့ရတယ်ပေါ့လေဒါမှမဟုတ်ကျွန်တော်တို့ကဒီ scammer awareness ကိုသိထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အချိန်တွေကျွန်တော်တို့ရဲ့ပတ်စံတွေကိုကြိုပြီးကာကွယ်တဲ့သဘောမျိုးဖြစ်နိုင်ပါတယ်ဖြစ်လည်းဖြစ်ပါတယ်ပေါ့လေဆိုတော့ကျွန်တော်ဒီမှာ scammer awareness အကြောင်းကိုဘာကြောင့်အဲ့လောက်တောင်ပြောနေလဲဆိုလို့ရှိရင်အဲ့လောက်တော့ကျွန်တော်အသေးစိတ်ဘာလို့ပြောနေလဲဆိုလို့ရှိရင် newbie တွေအတွက်ကတကယ်တော့ scammer awareness ကအရင်အရေးကြီးပါတယ်အသက်တမျှအရေးကြီးပါတယ်ကျွန်တော်တို့ team ပေါ့လေကျွန်တော်တို့သင်တန်းမှာဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့သင်ပေးတဲ့သင်ခန်းစာ trading system လည်းမဟုတ်သလိုเนาะဘယ်လို trade ရမလဲဘယ်လိုဟာတွေအဲ့ဒါမဟုတ်ပါဘူးအရင်ဆုံး scammer awareness ကိုကျွန်တော်တို့အရင်ဆုံးသင်ပေးတာပါဆိုတော့ဒီကောင်ကလည်းကျွန်တော်တို့ team မှာသင်ပေးတဲ့ course တွေကတစ်စိတ်တစ်ပိုင်းပေါ့လေအနှစ်ချုပ်လေးကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်ဒီဟာလည်းအကျိုးရှိမယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့ဆက်ကြအောင်ပေါ့လေခေါင်းမှာ trader တွေ newbie trader တွေတော်တော်များများပေါ့လေ 99% လောက်ကဆိုတော့ newbie ရလို့တော့မဟုတ်ပါဘူးလေ senior trader တွေပါတွေရောပဲတိုင်ပတ်နေတဲ့သူတွေအချိန်ကုန်ပြီးတိုင်ပတ်နေ trader မှာအချိန်ကုန်ပြီးတိုင်ပတ်နေတဲ့သူတွေအများကြီးပါဆိုတော့99% လောက်ကเนาะ trader 99% လောက်ကတော့အရှုံးနေနဲ့ကြုံနေရတယ်ဒီနေရာမှာအရှုံးဆိုတာပတ်စံတစ်ခုတည်းကိုကျွန်တော်မပြောချင်ဘူးပေါ့လေအစားထိုးလို့မရတဲ့ကျွန်တော်တို့ရဲ့အချိန်တွေလည်းပါပါတယ် trading မှာ99% လောက်ကဒီလိုမျိုးပတ်စံတွေအချိန်တွေကုန်နေတယ်ဆိုတာကိုเนาะလူတိုင်းလက်ခံထားတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကတကယ်စစ်တမ်းတွေမှာလည်းဖော်ပြနေပါတယ်ဆိုတော့ဒါကကဘာအရရက်ကသူတွေနဲ့ပတ်သက်ပြီးတော့ဗောလေဒါထုတ်တဲ့စစ်တမ်းတွေမှာလည်းကြည့်နိုင်ပါတယ်ဗောလေဆိုတော့ဒီမြန်မာနိုင်ငံမှာဆိုတော့ဒီထက်ပိုဆိုးပါတယ် scammer တွေကြောင့်ဗောလေtrading နဲ့ကိုစဝင်လာတဲ့ newbie 99% တော့မကပါဘူး 99.9 လောက်ကအချိန်တွေပတ်စံတွေအလားအကုံဆုံးနေကြတော့ကျွန်တော်တို့ရှေ့တွေကျွန်တော်မြင်ရတယ်လို့ကျွန်တော်တို့ရဲ့ teammate တွေပါလဲမြင်နေတွေ့နေကြားနေရပါတယ် trading မှာအောင်မြင်ခြင်းတဲ့ trader ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားခြင်းနဲ့ဆိုရင်အရင်ဆုံးဒီ scammer awareness ကိုသိထားဖို့လိုပါတယ်ဒီ scammer awareness ကိုသိထားမယ်ဆိုလို့ရှိရင်90% လောက်ကเนาะ trader ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်90% လောက်ကျင်းတည်ပြီလို့တော့ကျွန်တော်ယူဆပါတယ်ဒါထက်တောင်ပိုခြင်းပိုပါအောင်မယ်မှန်ကန်ကန်သင်ကြားပေးနိုင်တဲ့သင်တန်းတွေကိုရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်သင်တန်းတွေက scan လုပ်နေလို့ scamming လုပ်နေလို့မတက်ရဘူးလားဆိုတော့အဲ့လိုလဲတော့မဟုတ်ပါဘူးဆိုတော့သင်တန်းမတက်ရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့အချိန်တွေကYouTube မှာရှိတဲ့knowledge တွေ trading knowledge တွေဒါတွေနဲ့ပဲသွားနေမယ်ဒီဟာတွေကိုပဲလေ့လာနေမယ်ဆိုလို့ရှိရင်ဒီ strategy လေးတွေကိုပဲဟိုပြုပြင်ဒီပြုပြင်လုပ်လိုက် trading မှာတော့ trade လိုက်လုပ်နေမှာဆိုလို့ရှိရင်အချိန်တွေကုန်ပတ်စံတွေကုန်ပြီးတော့လည်းပဲတိုင်ပတ်နေနိုင်ပါတယ်ဆိုတော့ဒီတော့တကယ်ပေးနိုင်တဲ့ပေါ့လေ system ဆိုတာပါ strategy ဆိုတာပါ trading knowledge ဆိုတာပါဒါတွေကိုတည်တည်ချာချာပေးနိုင်တဲ့เนาะသင်တန်းတွေเนาะ money management ဆိုတာပါ investment ဆိုတာပါtrading နဲ့ပတ်သက်တဲ့ money management တွေကဘယ်လောက်အရေးကြီးလဲဆိုတာတွေကိုသိအောင်သင်ပေးနိုင်တဲ့သင်တန်းတွေကိုရွေးချယ်ပြီးတက်တယ်လို့ကျွန်တော်ကယူဆပါတယ်ကျွန်တော်သင်တန်းကိုလာတက်ပါလို့လည်းပြောနေတာမဟုတ်ဘူး
ဆိုတော့ရွေးချယ်တတ်အောင်ပေါ့လေကျွန်တော်ပြောပြနေတာဖြစ်ပါတယ်အဲ့လိုမှမဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ရဲ့ချိန်တွေပေါ့လေကျွန်တော်တို့ရဲ့စားထုတ်လို့မရတဲ့အချိန်တွေနော်ကုံဆုံးသွားပါလိမ့်မယ်ပတ်စံကတော့ရှာလို့ရတယ်ပေါ့ဗျာပတ်စံကတော့အချိန်မျိုးပြန်ရှာလို့ရတဲ့အရာဖြစ်တယ်ဒါပေမဲ့အချိန်ကတော့ကျွန်တော်တို့ပြန်ပြီးအစားထိုးလို့မရဘူးပေါ့လေဒါဒီနေရာမှာပြောချင်တာကတော့နှစ်ချက်တော့ရှိတယ်ဗျတချို့နော်တင်နန်းသားတွေတဲမှာလည်းပါတယ်ပေါ့လေဘလောက်ပဲတင်နန်းကကောင်းသူတို့နဲ့မအပ်ဆက်ဘူးပေါ့လေ trading နဲ့မအပ်ဆက်တဲ့သူတွေလည်းရှိပါတယ်ဆိုတော့အဲ့လူတွေကြတော့လည်းပဲဒီ trading ကိုပေါ့လေစောစီးစီးနဲ့နားစွန့်ခွာတော့ဘူးလိုအပ်ပါတယ်ကျွန်တော်တို့ team မှာဆိုလို့ရှိရင်2နှစ်3နှစ်လောက်နေလို့မှ3နှစ်နော် trading လောက်ကမှ3နှစ်4နှစ်2နှစ်3နှစ်လောက်မှအချိန်ပေးလို့မှဘာမှဖြစ်မလာဘူးဆိုလို့ရှိရင်တော့ကျင်းနေပါတယ်ကျွန်တော်တို့ကမင်းတို့နဲ့မကိုက်ဘူးမအပ်ဆက်ဘူးရေးတင်းနေတာဒီ trading ကိုဆွန့်လွတ်ပြီးတော့တခြား business နဲ့ပဲတခြား level တစ်ခုခုမှာကိုယ့်ရဲ့အချိန်တွေကိုသုံးပါလို့ကျွန်တော်တို့ကအမြဲတမ်းအကြံပေးပါတယ်နန်းနေအများစုသုံးလို့ရှိတဲ့အကွက်တွေပေါ့လေဒါတွေတော့ကျွန်တော်ပြောပြခြင်းနဲ့ဆိုတော့trading တွေကိုစပြီးဝင်လာပြီဆိုတော့ ਨੇ newbie တယောက်ကတင်နဲ့တက်တယ်ထက်မှာတော့ပါတယ်ဒါပေမဲ့ဒီလိုအချက်တွေကိုရှောင်ပေါ့လေဒါဒီရှောင်ရမယ့်အချက်တွေရွေးချယ်ရမယ့်အချက်တွေစဉ်းစားရမယ့်အချက်တွေကျွန်တော်ပြောပြပါမယ်ဆိုတော့ဒါကဘာလဲဆိုတော့ပထမအချက်အနေနဲ့ပေါ့လေတင်နန်းကြီးအများများတဲ့တင်နန်းတွေကိုသတိထားပါ newbie တယောက်အစာပိုင်းမှာ trading တွေကိုရောက်လာတဲ့အစာပိုင်းမှာပတ်စံနေအများကြီးအကုန်ကြခံပြီးတော့ cost တွေကိုဝယ်ပြီးတော့တက်เสียရတော့တိတ်မလိုပါဘူးအထူးသဖြင့်YouTube မှာ free ပေးထားတဲ့ course တွေရှိတယ် free education တွေရှိတယ်ဒါတွေကိုတော့လေ့လာဖို့လိုအပ်တယ်လို့ပေါ့လေနောက်လေ့လာဖို့လိုအပ်တယ်ပြီးလို့ရှိရင်ဒီ Facebook မှာလည်း group တွေပါရှိတယ်ပေါ့လေဆိုတော့အဲ့ group တွေမှာဝင်ပြီးတော့တကယ်ဒီတနန်းဆရာတွေမရှိတယ်ပေါ့လေ group တွေမှာတွားပြီးတော့မေးစမ်းတဲ့နဲ့ဘယ်ဟိုဟာတွေကတော့ဘယ်လိုလဲဘယ်လိုသင်တန်းတွေကတော့ဘယ်လိုလဲတကယ်နာမည်ကြီးသင်တန်းတွေရောဒီနာမည်ကြီးသင်တန်းတွေရောတကယ်ဟုတ်ရလားဆိုတာမျိုးလေးတွေပေါ့လေမေးစမ်းတဲ့နဲ့လို့ကျွန်တော်ထင်တယ်မေးစမ်းတဲ့မှာလေဟုတ်လေဆိုတော့ဒီ free course တွေကလည်းနည်းနည်းတော့သတိထားဖို့လိုတယ်ပေါ့လေအထူးသဖြင့် YouTube မှာပဲဖြစ်ဖြစ်Facebook မှာပဲဖြစ်ဖြစ်ဒီ free course တွေကလည်းပဲသူတို့ငစားချထားတာတွေဖြစ်တယ်ပေါ့လေfree course တွေကလည်းပဲတာမန်ဘာမှမဟုတ်ပါဘူး knowledge တွေပေါ့လေ trading နဲ့ပတ်သက်တဲ့ရိုးရိုး knowledge လေးတွေပါဒါတွေကိုပဲအကြီးကျယ်တွေရှောက်ပြောပြီးတော့တကယ်ပဲသူတို့ပဲဒီကနေပဲဒီ strategy တွေနဲ့ဒီ system တွေနဲ့ပဲပတ်စံတွေအများကြီးရှာနေတယ်လို့ပုံစံမျိုးတွေပြောပြီးတော့သူတို့သင်တန်းတွေကိုဒီ free course တွေကနေပြီးတော့လာတက်အောင်ဆွဲဆောင်ထားတဲ့အကွက်တွေရှိပါတယ်ဒါတွေကလည်းသတိထားရမယ့်အရာတွေဖြစ်ပါတယ် free course တွေကြည့်လိုက်လို့လဲ free education တွေပေးလို့လဲရင်အထင်ကြီးဖို့မလိုပါဘူးဒါတစ်ပိုင်းပေါ့လေဒါပထမအချက်အနေနဲ့ကျွန်တော်ပြောချင်တာပါဆိုတော့ဒီနေရာမှာဖြည့်ပြီးပြောရမှာတော့ရှိပါတယ်ဒီ free course တွေပေးပြီးတော့social media ပေါ်မှာသူတို့ရဲ့broker တွေသူတို့ရဲ့ဟွာတွေဝင်ပြီးတော့ဖွင့်ခိုင်းတာတော့เนาะဒီ strategy တွေနဲ့ဒီ system တွေနဲ့သူတို့ကိုယ်တိုင်လုံးမဖြစ်တဲ့ system တွေပါအဲ့ဟာတွေနဲ့လာ trade ဖို့တွေပါပြောပြီးတော့သူတို့ကတော့ percentage တွေခင်ဗျာနိုင်ရှုံ percentage တွေတီးမှာပဲလေဆိုတော့အဲ့ဒါမျိုးတွေလည်းရှိပါတယ်နောက်ဒုတိယအချက်ကတော့တင်တဲ့တစ်ခုကိုတက်တော့မယ်ဆိုရင်တာဝန်ယူမှုတာဝန်ခံမှုရှိမရှိကြည့်ဖို့လိုပါတယ်မေးဖို့လိုပါတယ်တကယ်လို့တင်တဲ့ကြီးကအများကြီးတောင်းထားတယ်အဲ့ဒီတော့တာဝန်ယူမှုကလည်းဘာမှမရှိဘူးเนาะအဲ့လူတွေကိုလည်းခင်ဗျားတို့ရဲဝံ့မေးဖို့လိုတယ်ပေါ့လေတကယ်ရောဒီ trading မှာခင်ဗျားတို့ရဲ့ trading history လေးတစ်နှစ်စာဒါမှမဟုတ်2နှစ်စာလောက်ကိုဒီ system နဲ့ဘယ်လောက်တောင်เนาะ profit တွေရနေလဲဆိုတာရဲတင်းမေးကြည့်ပေါ့ဗျာအဲ့လိုသာမေးလိုက်ရင်ခင်ဗျားတို့တချို့ဆိုလို့ရှိရင်စိတ်ဆိုးပြီးတော့တောင်နော်လာမတက်နဲ့တော့ဘာလို့ညာတော့ဖြစ်သွားလိမ့်မယ်တက်ချင်တဲ့ကောင်အများကြီးဘာညာပေါ့ဗျာဒါပါတော့ဒါက scammer တွေလုံးနေကြအကွက်တွေပါဆိုတော့တောင်းကြည့်ဗျာတကယ်လို့မပေးချင်ဘူးဆိုလို့ရှိရင်လည်း replay back လုံးမထားတဲ့ Battlestein light တွေပေါ့လေရှင်ရင်တောင်းကြည့်ပေါ့ဗျာဒါတွေကိုသူတို့ကိုယ်တိုင်တကယ်ရော trade ရလားပေါ့လေဒီ system နဲ့ဟောသူတို့ကိုယ်တိုင် profit ရနေရလားဆိုတာမျိုးမေးကြည့်ပေါ့ဗျာဆိုတော့အဲ့လိုမျိုးမေးကြည့်လို့မှလက်မခံဘူးဆိုလို့ရှိရင်တော့နောက်တစ်ချက်ဒီသူတို့တင်တဲ့
ငါပေးတဲ့ဒီ system flow ကိုပေါ့လေဘယ်လောက်ထိချပြထားတယ်လဲဆိုတာကိုကြည့်ဖို့လိုအပ်တယ်နောက်သိတဲ့တက်တဲ့သူတွေကိုဒီ system flow ကဖြစ်နိုင်လားမဖြစ်နိုင်လားမေးကြည့်ပေါ့ဗျာအဲ့ဒါတွေလုပ်ဖို့လိုအပ်ပါတယ်တော့မေးကြည့်ပေါ့ဗျာဒါကတော့သူတို့တောင်းထားတဲ့သင်တန်းချင်းနဲ့နော်တာဝန်ယူမှုတာဝန်ခံမှုစောစောစီစီတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့တယ်လို့ကျွန်တော်ထင်တယ်ဒါတွေကမေးကိုမေးတဲ့တယ်လို့ထင်တယ်တတိယအချက်ကတော့ကျွန်တော်ပြောချင်တာကတော့တကယ်လို့ဒီသင်တန်းကိုသင်ပေးတဲ့သင်တန်းဆရာကနော်မင်းတို့ပေါ်မှာတကယ်စေနာသင်တန်းသားတွေပေါ်မှာတကယ်စေနာထားဖို့လိုအပ်တယ်သူကမင်းတို့ရဲ့capital ပေါ့လေမင်းတို့ရဲ့ capital ကိုဘယ်လိုကာကွယ်ရမလဲဆိုတော့system ကိုအဓိကထားသင်ပေးတဲ့တယ်လို့ယူဆတယ်ပေါ့လေကျွန်တော် team မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဓိကကတော့ဒီသင်တန်းသားရဲ့ capital ကိုအဓိကဘယ်လိုကာကွယ်မလဲဆိုတော့အရာတွေကိုအဓိကထားပြီးတော့သင်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကတစ်ခုလုံး system တစ်ခုလုံးကလည်းပဲဒီ capital ကိုဘယ်လို cover လုပ်မလဲ recovery လုပ်မလဲဆိုတော့ဟာတွေကိုပဲအခြေခံပြီးတိစောက်ထားတာဖြစ်တယ်ပေါ့လေဆိုတော့ဒါကဒီသင်တန်းသားတွေရဲ့ capital ကိုမှဒီဆရာကစိတ်ဝင်စားဘူးဆိုလို့ရှိရင်တော့သူ့ capital ကိုစိတ်ဝင်စားလို့ပေါ့နော်တခါမှလို့ရှိရင်ပတ်စံရရေးသူ့ capital ကြီးထွားရေးအတွက်ကိုပဲစိတ်ဝင်စားလို့ပဲကျွန်တော်မြင်ပါတယ်နော်ခင်ဗျားတို့ capital ဘယ်လောက်ရော့နေလဲဘယ်လောက်ရှုံးသွားလဲစိတ်ဝင်စားတဲ့သင်တန်းတွေကိုမတက်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့လေတက်တာမတက်တာတော့တပိုင်းပေါ့လေကျွန်တော်ကတော့အဲ့လိုယူဆတယ်နောက်တစ်ခုကကြတော့ခုနကပထမကျွန်တော်ပြောခဲ့သလိုပဲဒီဆရာကသင်တန်းပေးတဲ့ဆရာတကယ့်ကိုစေနာမင်းတို့ပေါ်မှာစေတနာထားဖို့လိုအပ်တယ်ပေါ့လေတော့ဥပမာ trade တွေကျွန်တော်တို့ team မှာသင်တန်းတစ်ခုတက်လိုက်တယ်ပေါ့ဗျာ trade တွေကျွန်တော်တို့သင်တန်းမှာtrade ကြတယ်ပေါ့ trade ကြရဆိုနိုင်တဲ့ trade တွေပဲပြပြီးရှုံးတဲ့ trade တွေမပြဘူးဆိုလို့ရှိရင်လည်းဒါကလုံးဝဒါ scammer ကွက်တွေပါပဲဒါကျွန်တော်ပေါ်တင်ပြောရပါတယ်เนาะဒါဒီလို trade ထဲမှာ reality result တွေကိုမပြဘူးဆိုရင် system ကောင်းတစ်ခုဘယ်တော့မှထွက်မလာဘူးအဲ့ချင်းနေတယ် backtesting မှာပဲဖြစ်ဖြစ် live trade မှာပဲဖြစ်ဖြစ် reality results တွေကိုမပြဘူး reality ဖြစ်တဲ့ result တွေကိုเนาะလုံးမပြနိုင်ဘူးပြမပေးနိုင်ဘူးဆိုလို့ရှိရင်ဒီ trading system ကတိုးတက်လာစရာဘာအကြောင်းမှမရှိပါဘူးပြိုကွက်သွားဖို့ပဲရှိပါတယ်เนาะမဟုတ်တာတွေကိုပဲထပ် trade နေမှာပေါ့ဗျာเนาะထားပါတော့ဆိုတော့ဒါကလည်းအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်ဒါတွေကိုလည်းဒီမှာဒီသင်တန်းဆရာတွေကချပြရဲဖို့လိုပါတယ်ဟုတ်လေနောက်တစ်ခုကတော့လစဉ်ကြီးဘူယိုင်ဘီကြီးတွေတောင်းတဲ့သင်တန်းတွေပေါ့လေသင်တန်းကြီးလည်းပေးရတယ်ဘူယိုင်ဘီကြီးတွေလည်းပေးနေရတယ်ပေါ့လေတကယ်တော့တော်တော်ရည်ဖို့ကောင်းပါတယ်သင်တန်းကြီးရည်ပြီးမှတော့လစဉ်ကြီးတွေထပ်တောင်းနေတာဆိုတာကတော့တော်တော်လေးတော့သိထားမယ်ချက်ပဲဖြစ်ပါတယ် trading ဆိုတာကတလတစ်မျိုးကျွန်တော်တို့ system တွေကိုပြောင်းပြီးသင်နေရလာအောင်เนาะတလတစ်မျိုး trading system တွေလုပ် changes လုပ်ပြီးတော့ပြောင်းနေရအောင်လည်းပဲအဲ့လောက်ဒီလှုပ်ရှုပ်တဲ့အရာမဟုတ်ပါဘူး system တစ်ခုကိုကျွန်တော်တို့ team မှာဆိုရင်เนาะတစ်နှစ်6လ3လเนาะတချို့ဆိုရင်6လလောက်ထိကို train ပေးရတာပေါ့လေဆိုတော့အဲ့လောက်ထိအသားကြောင်ချိန်ယူပြီးသင်ပေးရတာပါအဲ့ဒါကိုပဲတစ်လတစ်ခါပတ်စံထပ်တောင်းနေတယ်ဆိုရင်တော့ဒါကခင်ဗျားတို့သင်တန်းသားတွေရဲ့ capital နေတာเนาะတိုးတက်ဖို့တို့เนาะခင်ဗျားတို့ရဲ့ဝင်ငွေလမ်းကြောင်းတွေကောင်းဖို့အတွက်သူစဉ်းစားတာအလုံးဝမဟုတ်ဘဲနဲ့သူ့ capital နဲ့သူ့ရဲ့เนาะဝင်ငွေလမ်းကြောင်းတိုးတက်ဖို့အတွက်ပဲသူစဉ်းစားတာလို့ပဲကျွန်တော်ယူဆပါတယ်ဆိုတော့ဒီလိုသင်တန်းမျိုးတွေကိုလည်းရှောင်သင့်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ခုနကကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေကတော့เนาะ scamming လုပ်တဲ့သင်တန်းတွေအကြောင်းကျွန်တော်သတ်မှတ်လို့ရတဲ့အချက်တွေပေါ့လေ data တွေကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ဆိုတော့အခုပြောမယ့်အပိုင်းကတော့ scamming မလုပ်ဘဲနဲ့တကယ်ကိုယ့်ရဲ့သင်တန်းသားအပေါ်မှာကျွန်တော်တို့အပေါ်မှာသင်တန်းလာသင်တဲ့သူတယောက်ရဲ့အပေါ်မှာတကယ်စေနာထားပြီးတော့သူလုပ်ပေးနိုင်တဲ့အချက်တွေကိုကျွန်တော်ပြောပြပါမယ်စစ်မှန်တဲ့ဒီလမ်းပြပေါ့ဗျာဒီမှာဆိုလို့ရှိရင်မန်တာမှာရှိရမယ့်စံနှုန်းတွေပေါ့ကျွန်တော်စံနှုန်းတွေလို့ပဲကျွန်တော်ပြောလိုက်ပါမယ်ပေါ့လေစံသတ်မှတ်လို့ရတဲ့စံနှုန်းတွေပေါ့ဒီစစ်မှန်တဲ့သင်တန်းတွေကပေးတဲ့သင်တန်းတစ်ခုကိုဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့အပိုင်းမှာကျွန်တော်ဒီစစ်မှန်သောလမ်းပြမန်တာမှာရှိတဲ့စံနှုန်းတွေပေါ့လေဒီစံနှုန်းတွေကတော့ကိုယ်ပိုင် system တစ်ခုနော်ဒီသင်တန်းကိုပြီးသွားပြီဒီသင်တန်းမှာတက်ပြီးသွားပြီဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်ပိုင် system တစ်ခုတိဆောက်တက်မယ်ပေါ့လေကိုယ်ပိုင် system တစ်ခုတိဆောက်တက်မှာနော်သင်တန်းပြီးသွားလို့ရှိရင်သူတို့ဘာကိုတခြားသူတယောက်ကိုအမြဲတမ်းအမိပြုနေရတဲ့
system မျိုးမဟုတ်ဘဲနဲ့ကိုယ်ပိုင် strategy တစ်ခုကိုယ်ပိုင် system တစ်ခုကိုစနစ်တကျတိစောက်နိုင်စွမ်းရှိရမယ်ပေါ့လေနောက်တစ်ခုကတော့ကိုယ့်ရဲ့ capital ကိုကောင်းကောင်းမွန်ဘယ်လိုကာဝယ်ဆောင်ရှောက်မလဲဆိုတာကိုတတ်မြောက်ရပါမယ်နံပါတ်3ချက်ကတော့ skill တွေတိုးတက်လာပါမယ်ဒီလို skill ဆိုတဲ့နေရာမှာကျွန်တော်ပြောချင်တာက trading skill တွေပေါ့လေ trading knowledge နဲ့ပတ်သက်တဲ့အရာတွေပေါ့လေSMC တို့ ICT တို့စသဖြင့်ပေါ့ဗျာအများကြီးရှိပါတယ်ဒါကဒီ skill တွေကကြတော့ကျွန်တော်တို့သင်ယူလို့ရတယ်YouTube ပေါ်တွေမှာလည်းသင်ယူလို့ရတယ်ပေါ့လေဆိုတော့နောက်ကမှာအဲ့ဒီဟာတဲ့အရေးကြီးတဲ့အရာတွေရှိတယ်ပေါ့လေအဲ့ဒါဘာလဲဆိုတော့ money management skill တွေပေါ့လေကိုယ့်ရဲ့ပတ်စံကိုစီမံခန့်ခွဲတဲ့ skill တွေtrading နဲ့ပတ်သက်တဲ့အဓိကတော့ trading ကိုအလုံးမှာဖြစ်တဲ့အတွက် trading နဲ့ပတ်သက်တဲ့ money management ပေါ့လေ skill တွေတိုးတက်လာဖို့လိုတယ်နောက် investment တွေဒီလောကတွေကိုရောက်လာရင် investment ကလည်းမလုပ်လို့မရဘူး investment နဲ့လည်းတွဲပြီးတော့တိုးတက်လာတဲ့အရာပေါ့လေဒီ skill တွေနဲ့ပတ်သက်ပြီးတော့အတူတူတွဲပြီးတော့တိုးတက်တဲ့အရာတွေက money management တို့เนาะ skill တွေเนาะ investment skill တွေကဒါတွဲပြီးတော့တိုးတက်လာတဲ့ねနံပါတ်4ချက်ကတော့လက်တွေ့ပတ်စံရှာခြင်းပေါ့ဗျာဆိုတော့ trading ကနေတကယ်ပဲလက်တွေ့ကြပတ်စံရှာဖွေတတ်ရပါတယ်နောက်တထေးကြီးတွေမီလီယံနာကြီးတွေဖြစ်မယ်လို့เนาะဟိုလိုဖြစ်မယ်ဒီလိုဖြစ်မယ်လို့เนาะကားကောင်းကြီးတွေစီးမယ်လို့ဘာလို့ညာလို့ဆိုတာထက်ကျွန်တော်တို့ရဲ့စောင့်နေရေးကိုကောင်းကောင်းအဆင်ပြေစေနိုင်ရမယ်ပေါ့လေဆိုတော့ဒီတင်တဲ့ကိုတက်ပင်ဒီလိုမျိုးဖြစ်တဲ့တယ်ပေါ့လေတထိတ်မဖြစ်ရင်တော့စောင့်နေရေးတော့အဆင်ပြေတဲ့တယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့နောက်တစ်ချက်ကကျတော့နံပါတ်5အချက်ကကျတော့အရင်အရေးကြီးတယ်ဒါကတော့ကျွန်တော်တို့เนาะ trading လောကမှာเนาะရေရှည်ရပ်တည်နိုင်အောင်ဘယ်လိုမျိုးနေရမလဲဘယ်လိုမျိုး strategy တွေဘယ်လိုမျိုး system တွေတည်ဆောက်အောင်လဲဆိုတော့ကိုယ်ပြပြသိဖို့လိုအပ်တယ်အဲ့ဒါတဲ့ပိုအရေးကြီးတဲ့အပိုင်းကတော့တကယ်လို့ဒီ trading မှာကိုကเนาะ3နှစ်အထက်ပေါ့လေ3နှစ်4နှစ်5နှစ်လောက်နေလို့မှတကယ်လို့ကိုယ်ဆရာကောင်းတယ်လည်းတွေ့တယ်ပေါ့ဗျာတွေ့ရတာနဲ့ဆရာကောင်းတယ်လည်းတွေ့ရတာနဲ့နောက်တင်တန်းပြဆရာကောင်းတဲ့ကအပေါ်အချက်တွေနဲ့ကိုက်ညီတဲ့တင်တန်းပြဆရာတယောက်နဲ့လဲတင်ရတယ်နောက်အတွေ့အကြုံတွေလည်းအများကြီးရတယ်ဆရာတခြားသူတွေကိုနဲ့အတူတူတင်နေတဲ့တခြားသူတွေကဖြည်းဖြည်းချင်းဖြစ်ပြီးတော့ကိုကတော့3 4 5နှစ်နေတာတော့2နှစ်3နှစ်ဘောလေးကိုရဲ့trading တက်တန်းလိုက်ပေါ့ဗျာကျွန်တော်ကတော့3နှစ်4နှစ်လောက်နေလို့မှအဆင်မပြေဘူးเนาะဒီကိုစားဝင်နေလောက်တော့အဆင် trading ကနေပတ်စံမရဘူးဆိုလို့ရှိရင်တော့ဘာမှလုပ်မနေပါနဲ့ရဲဝန်ဒီ trading လောကကြီးကိုကြောခိုင်းပြီးတော့ဒါထွက်သွားပါဘလောက်ပဲဝါသနာပါကိုနဲ့မကိုက်မအပ်ဆက်တဲ့အရာတစ်ခုမှာ business တစ်ခုမှာအဲ့လောက်အချိန်အကြာကြီးမပေးစေချင်ဘူးပေါ့လေတခြား business တစ်ခုကိုအချိန်ပေးပါတခြားနေရာတွေမှာအားစိုက်ပြီးစူးစမ်းပါဒီ trading ကိုကြောခိုင်းတော့တာအကောင်းဆုံးပဲဖြစ်ပါတယ်နှမို့ဆိုလို့ရှိရင်တော့နောက်ထပ်အချိန်တွေကုန်လာမယ်ဖြစ်လာမှာလည်းမဟုတ်ပါဘူးဒါကတော့အပေါ်ကကျွန်တော်လုပ်ခဲ့တဲ့ဗီဒီယိုတွေရဲ့အနှစ်ချုပ်ဖြစ်ပါတယ်ဗီဒီယိုကတော့တော်တော်လေးရှည်ကောင်းရှည်သွားနိုင်ပါတယ်နားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ team ကို join နေတယ်ကျွန်တော်တို့သင်တန်းကို join နေတယ်ဆိုလို့ရှိရင်လည်းပေါ့လေကျွန်တော်တို့ Telegram မှာလာပြီးတော့ link လေးအောက်မှာ link ချပေးထားပါတယ်အဲ့အနေပြီးတော့လာ join လို့ရပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်ဒီ trading knowledge က strategy assistant ဆိုပြီးတော့ပေါ့လေ 3 pillar trading success ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်နောက်တစ်ခုနောက်ဗီဒီယိုလေးတွေ short ဗီဒီယိုလေးတွေနဲ့အခုလိုမျိုးအနှစ်ချုပ်ဗီဒီယိုတစ်ပုဒ်ပေါ့လေကျွန်တော်လုပ်ပေးဖို့ရှိပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့ဗျာ